မင်္ဂလာပါမာယုတ်တန်သတင်းစီစဉ်ရနေကြိုဆိုပါရစေဒီကနေ့ဇွန်လ18ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့လင်းလက်ဖြစ်ပါတယ်ခုညတင်ဆက်ပေးမှာတော့ဟာခါမျိုးပေါ်မှာရဲတပ်ရဲမှုဖြစ်သူဒူရဲမှုကြီးစော်စော်အောင်နဲ့ကိုအေးရရှိဖြစ်သူပြစ်ခတ်ရှင်လင်းခံခဲ့ရတဲ့သတင်းအကြမ်းဖက်စစ်တပ်စစ်သည်မော်တွေဖောင်းပြင်မျိုးနယ်မှာပြစ်ခတ်ခံရပြီးအစည်းနှင်းမြုပ်သွားခဲ့တဲ့သတင်းအီရန်ချာဘာဟာစိတ်ကန်းစောင့်ကြည့်ရေးမျှော်စင်ကိုအမေရိကန်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့သတင်းအပြင်ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ရဲ့ KNL စစ်ဦးစီးချုပ်ဖြစ်လာတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါခုပထမဆုံးတင်ဆက်ပေးမှာတော့ချင်းပြည်နယ်မြောက်ပိုင်းဟာခါမြို့ပေါ်မှာဆိုင်ကယ်မောင်းနေလာတဲ့ရဲတပ်ရဲမှုလူရဲမှုရေးဆင်းရှိသူတဦးနဲ့သူ့ရဲ့ကိုအေးရာရှိဖြစ်သူရဲတပ်သားတို့စောင့်ကြိုပစ်ခတ်ခံခဲ့ရပြီးနေရာမှာနှစ်ဦးလုံးသေဆုံးသွားတယ်လို့ချင်းဒေသတွင်သတင်းရင်းမြစ်ကမောင်းကိုပြောပါတယ်ဇွန်လ18ရက်မနေ့မနက်ပိုင်းဟာခါမြို့ပြည်တော်သားရက်ကွက်ဂန်ငေါလမ်းမပေါ်မှာဆိုင်ကယ်နဲ့ထွက်ခွာလာတဲ့အဆိုပါကျန်းဖတ်ရဲတပ်ဖွဲ့ဝင်2ဦးကိုချင်းအကွယ်ရဲအဖွဲ့ဖြစ်တဲ့ CDF ဟာခါအဖွဲ့ဝင်တွေကစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရတာပါအဲဒီတိုက်ခိုက်မှုအတွင်းသေဆုံးသွားသူတွေဟာအတဖ14ရရဲတပ်ရင်မှုဖြစ်သူဇော်စောအောင်နဲ့အိုရေးရာရှိရဲတပ်သားတို့ဖြစ်ကြောင်းနဲ့သေဆုံးရုပ်လောင်းတွေကိုဟာခါမြို့စေယုံကိုချက်ချင်းပို့ဆောင်လိုက်ကြောင်းလည်းသိရပါတယ်ပြစ်ခတ်မှုအပြီးမှာသေဆုံးသွားတဲ့ရဲမှုကြီးရဲ့အနက်နဲ့အကင်ဖုန်းတွေကို CDF ဟာခါရဲဘော်တွေကတင်စီခဲ့တယ်လို့လည်းဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမှာတော့စကိုင်းတိုင်းမော်လိုက်ခရိုင်ဖောင်းပြင်မြို့နယ်မှာချင်းတွင်းမြစ်ကြောင်တိုင်းစံတက်လာတဲ့စစ်သည်မောတွေကိုတော်လိုင်းဖွဲ့တွေကနှစ်ရက်ဆက်တိုက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာပစည်းနှမြုပ်သွားခဲ့ပြီးပုံစည်းပျက်စီးခဲ့ကြောင်းဖောင်းပြင်စစ်ရေးသတင်းရင်းမြစ်ကမောင်းကိုပြောပါတယ်။ဒီကနေ့ဇွန်လ15ရက်နေ့ကစပြီးမော်လိုက်မြို့ကနေချင်းတွင်းမြစ်ကြောင်တိုင်းစံတက်လာတဲ့အကြမ်းဖက်စစ်သည်မော်တွေကိုဖောင်းပြင်မျိုးနယ်တဲ့ရောက်မှာတော်လိုင်းရဲ့ဖွဲ့တွေကဇက်တိုက်တိုက်ခိုက်နေကြတာဖြစ်တယ်လို့သိရတာပါဒေတာရင်းသတင်းချက်လက်များအရစစ်သည်မော်တွေကတော်လိုင်းရဲ့ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြားကနေဖောင်းပြင်မျိုးနယ်အဆက်မှာရှိတဲ့တငါရွာအထိစံတက်ခဲ့ပြီးအဲ့ဒီရွာမှာညအိမ်နာကနောက်တရက်ဇွန်လ16ရက်မနက်ပိုင်းမှာဖောင်းပြင်မျိုးဘက်ကိုဆက်လက်စံတက်လာခဲ့တယ်လို့ဆိုပါတယ်အဲဒီနောက်မှာတော့အဆိုပါစစ်သည်မော်တွေကတော်လိုင်းရဲ့ဖွဲ့တွေရဲ့ပြင်းထန်တိုက်ခိုက်မှုကိုခံခဲ့ရပြီးဒဇီးနှမြုပ်က3စီးပြက်စီးသွားခဲ့တယ်လို့သိရပါတယ်စစ်သည်မော်နှမြုပ်ပျက်စီးမှုတွေနဲ့ဆက်လင်းပြီးသင်္ဘောပေါ်မှာလိုက်ပါလာတဲ့စေအုပ်စုအဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုရှိမရှိအပေါ်တော့မောင်းနေနဲ့ဆက်လက်မေးမြန်းအတည်ပြုနေစေပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အီရန်နိုင်ငံအရှေ့တောင်ပိုင်းချာဘာဟာမြို့မှာရှိတဲ့ရှဟစ်ကလန်ဒါရီစိတ်ကမ်းရဲ့ရေချောင်းစောင့်ကြည့်ရေးမျှော်စင်ကိုလေကြောင်းကနေတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့အမေရိကန်ဗဟိုစစ်ဌာနချုပ်ကဇူလိုင်18ရက်နေ့ကထုတ်ပြန်ထားပါတယ်။အဲဒီထုတ်ပြန်ချက်အရဆိုပါမျိုးစင်ဟာအိုမန်ပင်လယ်ကွေ့တစ်လျှောက်မှာရှိတဲ့ရေကြောင်းစောင့်ကြည့်ရေးကွန်ရက်ရဲ့စိတ်ပိုင်းဖြစ်ပြီး IRGC ကဟော်မုစ်ရေလက်ကြားကိုဖျက်ဆီးသွားလာတဲ့ကုန်သင်္ဘောတွေကိုစောင့်ကြည့်ပြတ်မှတ်ထားဖို့နှစ်ပေါင်းများစွာအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။အဲဒီမျိုးစင်ကိုဖျက်ဆီးလိုက်ခြင်းကြောင့် IRGC ရဲ့ရေကြောင်းတိုက်ခိုက်နိုင်စွမ်းကိုရောကျစေပြီးဒေသတွင်းရေကြောင်းသွားလာခွင့်လုံခြုံရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်လို့ American ဘက်ကဆိုထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်မျိုးသားအစည်းအရုံး KNU ရဲ့အနက်ကိုင်အဖွဲ့ဖြစ်တဲ့ KNL စစ်ဦးစီးချုပ်အဖြစ်ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲကိုခန့်အပ်လိုက်တယ်လို့ကရင်ဒေသတွင်းစစ်ရေးသတင်းမြစ်စီကနေသိရပါတယ်။ထိုင်းသတင်းဌာနဖြစ်တဲ့ The Reporter မှာဖော်ပြထားတဲ့သတင်းအရလည်းအရင်စစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်စောကျော်နီဟာကျမ်းမာရေးအခြေအနေအရအဝန်တွေကိုဆက်လက်မထမ်းဆောင်နိုင်တော့တာကြောင့်ဗဟိုအလုံးမှုဆောင်ကော်မတီစည်းဝေးကနေဗိုလ်ချုပ်စောဘောကျော်ဟဲကိုစစ်ဦးစီးချုပ်အသစ်ဖြစ်တရားဝင်ခန့်အပ်လိုက်တာဖြစ်ပါတယ်။အသက်62နှစ်ရှိနေပြီဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲဟာတစ်မှုထမ်းသက်နှစ်ပေါင်း40ကျော်အတွင်းဖြတ်သန်းခဲ့တဲ့အတွေ့အကြုံနဲ့ဦးဆောင်နိုင်စွမ်းနေကြောင်း2002ခုနှစ်မှာ KNL ရဲ့ဒုတိယစစ်ဦးစီးချုပ်အဖြစ်ယာရုတိုးမြင့်ခြင်းခံခဲ့ရပြီးအခုချိန်မှာတော့ KNL ရဲ့စစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးအပ်ခံရတာလည်းဖြစ်ပါတယ်။ဇူလိုင်18ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မောင်ရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုနေ့လယ် 9:00 နဲ့ည 9:00 ချိန်တွေမှာပုံမှန်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။